အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ပြည်ပနိုင်ငံတွေကိုစံတင်ပို့တာကနေအမေရိကန်ဒေါ်လာ52 သန်းရရှိခဲ့တယ်လို့မြန်မာနိုင်ငံစံစပါးအသင်းချုပ်ကနေထုတ်ပြန်လာခဲ့ပေမဲ့တောင်သူတွေရဲ့စပါးတွေဝယ်သူမရှိတာကြောင့်အရှုံးပေါ်နေတယ်ဆိုတဲ့သတင်းမှာဖေဖော်ဝါရီလတလထဲမှာမြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တရုတ်နိုင်ငံကိုစံစပါးတင်ပို့ရောင်းချမှုကနေအမေရိကန်ဒေါ်လာ52 သန်းရရှိခဲ့တယ်လို့မြန်မာနိုင်ငံစံစပါးအသင်းချုပ်ကနေထုတ်ပြန်လာခဲ့ပါတယ်စုစုပေါင်းစံတန်ချိန်62,943.9 တန်နဲ့စကွဲတန်ချိန်66,909 တန်တို့တင်ပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြည်ပနိုင်ငံတွေကိုပုံမှန်စံတင်ပို့မှုတွေရှိနေပေမဲ့စပါးအထွက်ဆုံးလာချိန်မှာစိုက်ပျိုးတောင်သူတွေရဲ့စပါးတွေကိုဝယ်ယူသူမရှိဘဲဈေးနှုန်းကျဆင်းနေတာကြောင့်အခက်တွေ့နေရတယ်လို့စပါးစိုက်တောင်သူတွေစီကနေသိရပါတယ်။စပါးစိတ်ကမတက်တဲ့အပြင်ကျလာတယ်။ဝယ်သူမရှိဘူး။စံဆက်တွေမှာစပါးဟောင်းတွေမှာမကုန်သေးလို့မဝယ်နိုင်တာလို့ပြောပါတယ်။စက်ပိုင်တွေကလည်းနိုင်ငံရေးကြောင့်စပါးတော်လောင်ထားဖို့ထက်အခြားမှရင်းနှီးတာများတယ်လို့ပြောကြတယ်။တောင်သူတွေကတော့အရှုံးပါလို့ AR တိုင်းလက်ပွတ်တာမျိုးတွေကစပါးစိုက်တောင်သူတအူးကပြောပါတယ်။ AR တိုင်းအတွင်းစပါးဈေးနှုန်းတွေဟာစပါးပေါ်ဦးစာအချိန်မှာပေါ်ဆန်းစပါးတင်း100ကို29 သိန်းကျပ် AR ပရိသစပါးတင်း100ကို22 သိန်းကျပ်စင်တုခစပါးတင်း100ကို18 သိန်းကျပ်ရှိခဲ့ပေမဲ့မလဇန်ကနေစတင်ပြီးပေါ်ဆန်းစပါးတင်း100ကို25 သိန်းကျပ်ဝန်းကျင် AR ပရိသစပါးတင်း100ကို18 သိန်းခွဲဝန်းကျင်စင်တုခစပါးတင်း100ကို18 သိန်းခွဲဝန်းကျင်သာကျဆင်းသွားခဲ့ပါတယ်AR တိုင်းအတွင်းစပါးစိမ်းနှုန်းတွေဟာစပါးပေါ်ဦးစားအချိန်မှာပေါ်ဆန်းစပါးတင်း100ကို29 သိန်းကျပ် AR ပရိသစပါးတင်း100ကို22 သိန်းကျပ်စင်တုခစပါးတင်း100ကို18 သိန်းကျပ်ရှိခဲ့ပေမဲ့မလဇန်ကနေစတင်ပြီးပေါ်ဆန်းစပါးတင်း100ကို25 သိန်းကျပ်ဝန်းကျင် AR ပရိသစပါးတင်း100ကို18 သိန်းခွဲဝန်းကျင်စင်တုခစပါးတင်း100ကို18 သိန်းခွဲဝန်းကျင်ထိကျဆင်းသွားခဲ့ပါတယ်တွင်းအားစုကုန်ကြစိတ်တွေပုံမြင့်တက်လာခဲ့ပေမဲ့စပါးစိမ်းနှုန်းကတက်မလာပဲကျဆင်းနေတာကြောင့်တောင်သူတွေအနေနဲ့အရှုံးပေါ်နေတယ်လို့ဆိုပါတယ်။မနစ်ကပေါ်ဆန်တင်း100ကို34 သိန်း AR ပရိသက25 သိန်းစင်တုခဆို18 သိန်းရှိတယ်လေအခုနှစ်ကပိုဆိုးသွားပြီဘာလို့စားရမလဲဆိုတာမသိတော့ဘူးလို့ AR တိုင်းလက်ပွတ်တာမြို့နယ်ကစပါးစိုက်တောင်သူတအူးကပြောပါတယ်။ဒါအပြင်စစ်ကောင်စီဟာလူငယ်တွေကိုအာရမဖန်ဆီးပြီးစစ်မှုထမ်းစေခိုင်းနေတာကြောင့်လေယာလုပ်ငန်းခွင်အတွင်းလောက်သားရှားပါမှုတွေကိုလည်းတွေ့ကြုံနေရတယ်လို့သိရပါတယ်ရှင်။ကျွန်မနွယ်နွယ်ပါ